သီလမရှိတဲ့ပုဂ္ဂိုလ်ဟာဘဝတစ်ခုရထားပြီဆိုလို့ရှိရင်သူ့အတွက်အသက်ရှည်လေဒုက္ခများလေအသက်ရှည်လေဒုက္ခများလေကိုချင်းသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကြတော့အသက်ရှည်လေပိုကောင်းလေလို့ပြောအဲ့တော့လူတိုင်းအသက်ရှည်လို့ကောင်းတာမဟုတ်ဘူးလို့ဆိုလို့တယ်ကိုချင်းသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကြတော့အသက်ရှည်လေပိုကောင်းလေပဲကိုချင်းသီလမရှိတဲ့ပုဂ္ဂိုလ်ကြတော့အသက်တူရင်အကုသိုလ်နည်းတယ်အသက်ရှည်နေရင်အကုသိုလ်တွေပိုများမယ်ဒါကြောင့်မို့နှမျိုးခွဲခြားပြီးတော့ပြောသီလမရှိတဲ့ဒုသီလပုဂ္ဂိုလ်ဖို့အသက်တူလေးအကုသိုလ်နည်းလေးဖြစ်ရသီလရှိတဲ့ပုဂ္ဂိုလ်ဟာအသက်ရှည်လေးပိုကောင်းလေကုသိုလ်တွေများလေအဲ့ဒါလိုခွဲခြားရမယ်